အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျွန်မက simple sentences ပေါ့နော် simple sentence ကလေးတွေအကြောင်း part 1 လေးအနေနဲ့ knowledge sharing လေးလုပ်ပြီးချင်ပါတယ်เนาะဒါဆို simple sentence ကဘယ်နှမျိုးရှိတယ်လဲကြည့်ရအောင်เนาะပထမဆုံးတစ်မျိုးအနေနဲ့က subject တစ်လုံး verb တစ်လုံး subject plus verb ပုံစံ SV ပုံစံနဲ့ရှိမှာဖြစ်ပါတယ်ဒါက simple sentence ရဲ့ပထမတစ်မျိုးပုံစံပေါ့เนาะဥပမာလေးကြည့်ရအောင်The dog barks ခွေးဟောင်နေပေါ့ barks fly ငှက်တွေပြန်နေဒါက subject တစ်လုံး verb တစ်လုံးနဲ့အတွက်ပြထားတဲ့စာကြောင်းလေးဖြစ်ပါတယ်နောက်တစ်ခုက the sun shines နေတာတယ်ပေါ့ okay နောက်တစ်ခုကကျတော့ he runs သူပြေးတယ်ပေါ့နောက်တစ်ခုက the children laugh ကလေးတွေရေမောကြတယ်နောက်တစ်ခုက water flows ရေစီးဆင်းနေပေါ့နောက်တစ်ခုဆက်ကြည့်မယ်နောက်တစ်ခုက subject verb plus object နော် SVO ပုံစံနဲ့သွားတာဖြစ်ပါတယ် okay ဒါလေးရတယ် simple sentence ကလေးပဲဖြစ်ပါတယ်เนาะကြည့်ရအောင် she drink water သူမကရေတောက်တယ်အခုက he opens the door သူကတကားပေါက်ကိုဖွင့်လိုက်တယ် they watch TV သူတို့က TV ကြည့်တယ် I clean the room ကျွန်တော်ကအခန်းတန့်ရှင်းရေးလုပ်တယ်ပေါ့နော် the boy kiss the ball ကောင်လေးကဘောလုံးကိုကန်လိုက်တယ် subject verb object ပေါ့နော်နောက်တစ်ခုက she writes a letter သူမကစာတစ်စောင်ရေးတယ်ပေါ့နော် okay နောက်တစ်ခုကဘာလေးလဲဆိုတာဆက်ကြည့်ကြမယ်နော်နောက်တစ်ခုက subject verb plus complement SVC ပုံစံနဲ့ရေးမှာဖြစ်ပါတယ်ရှင်ဒါဆိုဥပမာစာကြောင်းလေးတွေကိုကြည့်ကြည့်ရအောင်နော် okay စကားချင်းပြောတယ် she is tired သူမပင်ပန်းနေဒီမှာ subject ရဲ့ information အကြောင်းကိုပို့ပြီးတော့ပေးတာ tired she is ဆိုမပြည့်စုံဘူးလေပို tired ဆိုမှသူမဘာဖြစ်နေလဲပင်ပန်းနေတယ်ပေါ့ဒါက subject က complement ပုံစံဖြစ်ပါတယ် okay နောက်တစ်ခုက he is a doctor သူကဆရာဝန်တစ်ယောက်ဖြစ်တယ်ဒီမှာဆိုလည်း he is လောက်နေဆိုမပြည့်စုံဘူးလေ a doctor ဆိုမှဒါက subject information ကိုသူကပို့ပေးလိုက်တာပေါ့နောက်တစ်ခုက the soup tastes good ဆုပ်ပြုတ်ကအရသာကောင်းတယ်ဟုတ်နော်အဲ့လိုဖြစ်တယ်နောက်တစ်ခုက the room is quiet အခန်းကတိတ်ဆိတ်နေတာပဲစသည်အဖြစ် they are students သူတို့ကကျောင်းသားတွေဖြစ်တယ် subject verb complement ပုံစံနဲ့ရေးတာဖြစ်ပါတယ်နော် okay နောက်တစ်ခုက the flower smell nice the flower smells nice ပန်းဝင်ရဲ့ရနံ့လေးကကောင်းလိုက်တာစသည်အဖြစ်ဖြစ်ပါတယ်เนาะဟုတ်တယ်တော့ဒီနေ့မှာကျွန်မက simple sentence part 1အနေနဲ့ knowledge sharing လုပ်သွားတာက simple sentence pattern 3မျိုးဖြစ်ပါတယ် subject verb pattern ရဲ့ subject verb plus object ပုံစံရဲ့ subject verb plus complement ပုံစံရဲ့ပဲဖြစ်ပါတယ်ရှင်ကဲဒီနေ့တော့ဒီလောက်ပါပဲเนาะsimple sentence part 2လေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါအောင်เนาะ